အစင်နဲ့ဘန်လီကိုအင်ကွင်းမှာဂိုးဘလောက်တွင်းနိုင်မလဲအားလုံးပဲမင်္ဂလာပါ EN Sport Channel ရဲ့အောင်မြင်ရအောင်ပွဲတပွဲကောင်းပွဲချစ်မှုစီစဉ်နေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တနင်္လာညပရီးမီးယားလိပွဲစဉ်ဖြစ်တဲ့အာဆင်နယ်နဲ့ဘန်လီအသင်းတို့ရဲ့ပွဲစဉ်ကိုသုံးသက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အာဆင်နယ်အတွက်တော့ဒီယာဒီက2003-2004ရာသီနောက်ပိုင်းအောင်မြင်ဆုံးရာသီလို့ဆိုရမှာဖြစ်ပါတယ်ချန်ပီယံလိမှာဘောလုံးပွဲတက်နိုင်ခဲ့တယ်လို့ပရီးမီးယားလိမှာလည်းဒုတိယနေရာကမန်စီးတီးထက်နံပါတ်အသာရနေတာမို့ချန်ပီယံစုခုဖို့အလားအလာကောင်းနေပါတယ်ဒီပွဲပြီးရင်ပဲလီစ်ရဲ့ကွင်းမှာတွားကစားမှာဖြစ်လို့အင်ကွင်းမှာတီချာပေါက်အနိုင်3မဲ့ရယူထားမှာဖြစ်ပြီးတော့လုံးဝအမားခံလို့မရတော့ပါဘူးမန်စီးတီးထက်ဂိုးကွာချက်တောင်းလဲဒီပွဲမှာဂိုးများတွင်းထားနိုင်ဖို့လိုအပ်နေပါတယ်တန်ဆင်သွားခဲ့ရပြီဖြစ်တဲ့ဘန်လီကတော့လောလောဆယ်မှာအာဆင်နယ်အတွက်ပြိုင်ဖက်ကောင်းမဟုတ်နိုင်ပေမဲ့နောက်ဆုံးပွဲမှာဖီအာကင်ကင်းနဲ့ဗီလာကိုတူကီတရေကစားခဲ့တာကိုသတိပြုရပါမယ်ဒီယာဒီပရီးမီးယားလိ36ပွဲမှာဘန်လီက83ဂိုးထိခွင့်ပြုထားတာကြောင့်ခံစစ်အညံ့ဆုံးအသင်းဖြစ်နေပေမဲ့နောက်ပိုင်းပွဲတွေမှာရဲတင်းတိုက်စင်ဖွင့်ကစားနေတဲ့ဘန်လီကိုရသွားနိုင်တာကိုသတိပြုရမှာပါဆိုတော့ဒီပွဲစဉ်အတွက်တပွဲကောင်းရွေးချယ်မှုတော့ EN Sport ရဲ့ Telegram Channel မှာတီးတန့်တင်ဆက်ပေးထားပါတယ် Channel ကို join ပြီးတော့အခမဲ့ရယူနိုင်ပါတယ် join ဖို့အတွက်လည်း comment မှာ link ချပေးထားပါတယ်